စပင် rebound လုပ်ထားတာတစ်လပဲရှိသေးတယ်စပင်ကလည်းပြပြကြီးဖြစ်နေတဲ့အတွက်အရှိဖောင်းဖောင်းလေးနဲ့အရှိမတူဘဲနဲ့စပင်မှာညှက်ပေးမှာဖြစ်ပါတယ်။ customer လေးရဲ့ဆန်သားက rebound လုပ်ထားတာတစ်လပဲရှိသေးတယ်ဆန်သားကလည်းပြားပြီးတော့ဝတ်နေတာဖြစ်တဲ့အတွက်အခုကတော့အရှိအဖောင်းလေးကိုပဲကတင်ညှက်ပြီးတော့ပြုလုပ်ပေးတာဖြစ်ပါတယ်။အရှိစပင်တွေပုံကြကြလေးလည်းထားရှင်နဲ့ခေါင်းချော်ပြီးသွားတဲ့အချိန်မှာအိမ်မှာလည်းပုံသွင်းဆရာမလို့တဲ့အဖောင်းတွေကိုလုပ်ရှင်နဲ့ပုံကြကြလေးလည်းဖြစ်ရှင်နဲ့စပင်စီးတဲ့အခါမှာလည်းပုံကြရှင်နဲ့ဆိုရင်တော့အရှိအဖောင်းလေးပြုလုပ်လို့ရပါတယ်။ခုလိုမျိုးအရှိအဖောင်းလေးပြုလုပ်တာအိမ်မှာခေါင်းချော်ပြီးသွားရင်ဆိုင်မသွားချင်တဲ့သူမျိုးတွေဆိုရင်တော့အရှိလေးကအမြဲတမ်းပုံကြနေမှာပဲဖြစ်ပါတယ်။ပင်စီးတဲ့အချိန်မှာလည်းဖောင်းဖောင်းလေးနဲ့ကိုယ့်ရဲ့စပင်လေးတွေကိုလေယာအထက်လေးတွေပေါ်ရှင်နေဆိုရင်တော့ကိုရီးယား root fan hair style ကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ခုကစတမာလေးကိုတော့လက်ရှိအရှိကိုမတိုးဘဲနဲ့စပင်တစ်ကောင်လုံးကိုလေယာပပလေးနဲ့ natural emulsion လေးညှက်ပြီးတော့အရှိလေးကိုပါတခါတည်းအဖောင်းလေးပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။အရှိစပင်တွေညှက်ပြီးတော့ပုံမကျလည်းဖြစ်နေတယ်အရှိစပင်လေးဖောင်းဖောင်းလေးဖြစ်ရှင်တော့ခုလိုကိုရီးယား root fan hair style ကိုလုပ်ဖို့အကြံဉာဏ်ပေးရှင်ပါတယ်။